မင်္ဂလာပါအခုလက်ရှိမှာတော့ကျွန်တော် Vigo Dugo Charity video လေးကနေပြီးတော့ပြန်လဲကြိုလိုက်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒါပထမဆုံးတူမဲ့နေရာရောက်နေပါပြီပေါ့နော်။ဒါကတော့ည25ဒီကြီးတစ်ခေါက်ပေါ့နော်။ဒီတင်ဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့မြင်နေရတဲ့အတိုင်းပေါ့နော်။မိသားစုဝင်အလုံးပေါင်း130ပေါ့နော်။ဒါသူတို့ဒါတကယ်လည်းဒါခက်ခဲနေတာပေါ့နော်။ကြည့်လိုက်လို့ရှိရင်သိတာပါတယ်ပေါ့နော်။သူတို့ဒီလိုခက်ခဲမျိုးပေါ့နော်။ကျွန်တော်တို့ကလာပြီးတော့ကူညီပေးတာပါ။အဲဒါကြောင့်ကျွန်တော်မကြခင်ဒီမှာ130မိသားစုဝင်130သူတန်းမှာဖြစ်ပါတယ်။အားလုံးကျေးဇူးပါကျွန်တော်တို့ဒီ live ပါကြည့်ရှုပေးကြပါကျေးဇူးတင်တယ်ပထမဆုံးเนาะကျေးဇူးတင်တယ်ဘာလို့အခုချိန်ရလဲအားလုံးကခက်ခဲနေကြเนาะအဲ့ဒီအားလုံးခက်ခဲတဲ့ကြားထဲမှာဒါပို့ပြီးတော့ခက်ခဲတယ်လို့ထင်လို့ပေါ့เนาะဒါကြောင့်မလို့အခုတည်းရရအောင်တာလုပ်ပေးတယ်เนาะဒါလေးပြီးတာပါဟုတ်ကျေးဇူးပါ40ပြီလေဟောလုံးပေါ့ခဏဘယ်လောက်3000ဘယ်ဘယ်လောက်ဘယ်လောက်တော့3ပုံအဲ့လို40ဒီရှိလာမယ်ရှိလာမယ်တော့ကြောင့်လာမယ်လို့လည်းရှင်းလာလို့ရှင်းလာလို့ဘယ်လိုဖြစ်တာအဲ့တော့ကြောင့်နောက်ကနေငါတို့တန်းရမှာအဲ့ဒါပဲဝါလို့အခုလက်ရှိမှာကျွန်တော်ရောက်ရှိနေရဆိုရင်တော့ကျွန်တော်ကံပတ်လမ်းပေါ့နော်ကျွန်တော် ARV မြစ်စိတ်အနီး ARV မြစ်ကမ်းဘေးပေါ့နော်ကျွန်တော်ငလင်းဘေးတင်နေတဲ့ကျွန်တော်တို့တန်လေးတွေကိုကျွန်တော်ဒီမှာသူကြီးလင်္ကာနိုင်ငံမစ္စတာကျွန်တော်ပေးဖို့လူတန်းလဲကျွန်တော်တို့ကလပ်ပဲဆန်စရှိတဲ့ဥစ္စာတွေကိုကျွန်တော်ရောက်သေးတဲ့အခါကျတော့ကျွန်တော်လာရောက်ရေးလူတန်းပေးနေဖြစ်ပါတယ်ပေါ့နော်ဒီလိုဗီဒီယိုလေးအများကလည်းကြာပါပြီပေါ့နော်ဆိုတော့ကျွန်တော်ရဲ့အနောက်မှာလူပြုနေ process လေးရှိရဲအဲ့ဒါလေးကိုခုလောက်ကြည့်ကြည့်လို့အောင်ဗျာဆိုတော့ကျွန်တော်ဒီဘက်မှာဆိုရင်ဒါငလင်းတန့်လေးတွေပေါ့နော်ပြောရင်ဥပုံလို့သာယူနေတယ်။ဥပုံ။ဘာလို့ရပါသေးလား။ဒီမှာလေဒီမှာသူတို့ကောက်တယ်ဆင်းလိုက်မှာပေါ့။သူတို့ကောက်တယ်တော့ဒီမျိုးသူတော့ဒီမျိုးသူကတ်တယ်။ဒီပါဦးနေနေဝင်ပါတယ်။ရောက်ပြီ။